အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ night routines လေးလုပ်ပြရမှာပါညဘက်ကျရင်ပထမအဦးဆုံးအနေနဲ့6နိုင်လောက်ကျရင်ရေချိုးရဲပြီးပြီဆိုရင် skin care ရပေါ့နော်အဲ့ဆိုရင်လိုက်ကြည့်ပြကြပါအောင်ရှင်အရင်ဆုံး skin care ရင်ဗာမျက်နှာသစ်ဆက်ပြန်နဲ့ဟိုမျက်နှာသစ်လည်းပေါ့နော်အဲ့ဒီအရင်ဆုံးပြရပါမယ်သုံးတဲ့မျက်နှာသစ်စီလေးကတော့ဒီမှာပါဒီမှာအလင်းပြည့်တယ်မြင်ရလားမသိဘူး okay so ဒီမှာအလင်းမပြအောင်ပြလို့မရအောင်ဒါပါ stay in ပါသူကကြတော့နော်မျက်နှာသစ်စီမှာဆိုသူ detox စုပ်နေဖြစ်တယ်တော့တုံးလို့လည်းအရင်ကောင်းတယ်တုံးလာလည်းနှစ်ချီနေမို့လို့ပြန်ပြီး review ပေးရတာအားလုံးလိုက်ကြည့်ပြကြပါဦးဖောက်လိုက်ပဲပေါ့နော်ပြီးဆိုရင်အော်ခဏလေး okay သူအထဲမှာဆိုရင်တော့ဒီမှာဒီလိုမျိုးခဲလေးပါပါအမြုပ်ဟိုလေအမြုပ်ဖွဲ့တဲ့ပိုက်ဆုပ်ကလေးတစ်ခုပါပိုက်ဆုပ်လို့ခေါ်တာအဲ့လိုဟာလေးတစ်ခုပါအပြာရောင်လေးသူကတခြားဟာလည်းမတူဘူးသိပြီးတော့တစ်ချက်ခဏရနော် okay ရပြီကလာမမြင်ရမှာတခြား light လေးပြောင်းလာဒီမှာတော့အပြာရောင်လေးအဲ့လေးကိုမတော်လေးစိတ်ပြီးသုံးတာပေါ့နော်အဲ့ဆိုရင်မျက်နှာတင်ပြပါမယ်ခုနကရိုက်ရင်လည်းပြုံးမိသွားတာပေါ့နော်ဒီမှာ make up ဖြတ်ကအောင်မယ်အဲ့တော့ဖြတ်လိုက်ပါဝင်ဖြတ်ပြီးမြင်လာခဲ့ပါမယ်ထားလိုက်ဖြတ်ပြီးတော့အဲ့ဆိုမျက်နှာတင်ပါမယ် let's go ကဲမျက်နှာတင်ရေချိုးအကုန်လုံးလုပ်ပြီးပြီဆိုရင်တော့တိုးနော်ရေဆုံးလိုက်ပါမယ်ရှင်မဘောနော်oh sorryထိုနာလေးလိမ့်မိရဲ့အချိန်မှာမျက်နှာလေးကိုဘယ်လိုလဲ10စက္ကန့်လောက်လေးအချောက်ခံလိုက်ပေါ့နော်ပြီးရင်တော့ essence လေးရပါမယ်ဟုတ်ပါတယ် essence လေးရမယ်ပေါ့နော် essence လေးပါမယ် essence ကိုလည်းခုနဒီတူပဲ10စက္ကန့်လောက်ချောက်ခံလိုက်မယ်နော် third step ကတော့အားလုံးရဲ့အကြိုက် serum ပါဒီနေ့တိုင်းပဲ serum လေးကိုမျက်နှာနှာလေးလေးမိလိုက်မယ်နောက်ဆုံးအနေနဲ့ကတော့ moisture ပါ moisture ကိုတော့ baby mine ရလိမ့်ပါရဲ့ရှင်အားလုံးပြီးရင်တော့ vaseline လေးဆိုပြီးခေါင်းလေးဖိပြီးရင်တော့ဆက်လုပ်လိုက်ပါအောင်မယ်နောက်နေ့မှာပြန်တွေ့ပါမယ်နော် channel လေးကိုလည်း subscribe လုပ်ဖို့လုံးဝမမေ့ပါနဲ့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်